선배님 안녕하십니까? 마이클입니다. 선배님 밍글라바 마이클 피바데 제 결혼식에 와주셔서 감사합니다. 저는 밍글라 상고라 삐에도 제수들 말에 샘뼈뼈 보면 또아래 애쉬 비디오를 말해 샘뼈뼈 비다로 필라마 와너 샘뼈 가서 때 피래 가자에 꼴렛도 야네 다카레 피라묘 말로 빼네 더볼롱고 훑어 이기 로지 바메너 삐에 나오마 샘뼈 훑어 이기 로데서 사바이 삐요 디로묘 파도라묘 마호 빼네 샘뼈 발로 말해서ဒီစာဒီဘသူ့ကိုပို့တာလဲပြီးရနောက်မှာဘလိုမွန်းဘော့တွေတုံးထားလဲကွက်လက်ကဘယ်နေရာမှာရှိလဲအမြင့်တုံးထားလားဒါမျိုးတွေပါတခါတည်းကြည့်သွားရပါမယ်နော်ဒီမှာကြည့်လိုက်မယ်ဆိုရင်တော့ software name ကိုပို့ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာပိုက်ဒီအမြင့်တုံးထားတာဖြစ်လိမ့်မယ်အဲ့တော့ဆရာမတို့အကြံဖြင့်အဲ့လိုယူဆတယ်ဆက်ပြီးတော့ဖတ်ကြည့်မယ်နော်사실 선배님께 축하를 받고 싶었지만, 지망으로 뼈타래, 비매. 여비너? 선배님 시간에 축하를 받고 싶었지만, 결혼식에 오시라는 말씀을 결혼식 올라와소래 스카고 꼴래. 그런데 직접 오셔서 결혼을 빈칸 선물까지 주셔서 정말 기뻤습니다. 다음에 아내와 같이 찾아뵙고 다시 인사를 드리겠습니다. 안녕히 계십시오로 뼈타 말해. အဲ့တော့ဆရာမတို့ဒီနားလေးကကွက်လက်ကိုသွားကြည့်လိုက်မယ်ဆိုရင်ဒီမှာ earl နဲ့ဆုံးထားတယ်တွေ့လာရပါတော့အဲ့တော့ earl နဲ့ဆုံးနေဆိုရင်အနောက်မှာဘာလာရမလဲ verb လာရမယ်ထုံးစာလာရမယ်မကြောအဲ့တော့ဆရာမတို့တွေဒီအမြဲတမ်းကတ်နေတဲ့စာလုံးရှိတယ်အမြဲတမ်းအဲ့လိုမျိုးတွဲပြီးတော့မှခဏတွဲသုံးလေးရှိတဲ့စာလုံးတွေရှိရလို့ဆင်ပြောမှုတယ်နော်ဟိုဆို verb ဆိုရင် 먹다 잠을 자다, 신문을 보다, 시험을 보다. 디로 묘래. 그래서 말씀으로 뭐 뼈대 개요. 서가 뼈래서 불로 뼈래. 말을 하다. 그다음에 말하라. 아니에요. 여러분 말씀으로 뼈 타래. 앞니 동동 타래. 그래서 하다의 앞니 동바 피면래. 들이다 피마고. ဒီလိုလေးတွေးလိုက်ပြီဟုတ်ပြီနော် thêm verb ကိုအရင်တွေးလိုက်ပြီအဲ့တော့ဆက်ပြီးတော့ဒီစာပိုင်းကိုပြန်ကြည့်ချိန်မှာသူကကြီးမန်းလို့ပြောထားတယ် 선배님 시간에 컴퓨터고 야채네 소비매 밍글라상고 라와소레에서 가고 뼈래로 펴블라 아니에요 또지만 야채네 소비매 나와서 가고 뼈물라 뼈부 여러분 샘노리 뒤에 가서 때 가서네 메코마 아니네 아미아이웨 시에 소비매 샘노 어떠냐래 아니네 쿠시에 지 않다에 지 못하다에 디마 지 않다 템라 지 못하다 템라 네 제인데 봐요 여러분들이 지 못하다 템바매 바블로래 지 못하다 디 바데벨레မဖတ်လိုက်ရမဖတ်နိုင်လိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ဒီမုထာတာရဲ့ခံစားချက်ကဘယ်လိုခံစားချက်လဲဆိုတော့လုံတော့လုံချင်ပါတယ်ဒါပေမဲ့မလုံနိုင်လိုက်ဘူးဆိုတဲ့အဲ့လိုအဓိပ္ပာယ်မျိုးရှိတာเนาะ audio အဲ့ဒီမှာကျောင်းသားတွေက audio စု ita opta နဲ့မှားလေးရှိရဲ့ဒါပေမဲ့ audio စု ita opta နဲ့မတူဘူးเนาะ audio စု ita opta ကဘယ်လိုပြောမလဲဒီတိုင်းမလုံနိုင်တဲ့ဟာရတော့뭐서저 한국 음식을 먹을 수 없어요လို့ပြောရင်ဒါ여러분들အကြောင်းကို여러분들ဒီတိုင်းရိုးရှင်းလေးပြောတာပါ여러분들ဒီကိုရီးယားဆောင်မစားနိုင်ဘူးဒါပေမဲ့저 한국 음식을 먹지 못해요ဒီလိုလေးနဲ့တောင်းမယ်ပေါ့နော်못 먹어요အဲ့လိုမျိုးလေးနဲ့ပြောမယ်ဆိုရင်တော့여러분들ဒီကိုရီးယားဆောင်စားချင်တယ်ဒါပေမဲ့စားလို့မရတာအဲ့လိုအဓိပ္ပာယ်မျိုးလေးဂျီမိုထာတာမှာခံစားချက်ပါတယ်여러분အဲ့ဒါကြောင့်မလို့ဆိုလို့ဒီနားလေးမှာဗာထည့်မလဲ말씀은 드리지 못하 비읍니다 씁니다နဲ့ဆုံးတဲ့အတွက်ကြောင့်မို့လို့ဆရာမျိုးတွေဒီ 못했습니다 ဖြစ်ပါလိမ့်မယ်နော် 못했습니다 ဘာလို့လဲ여러분သူမင်္ဂလာဆောင်ကပြီးသွားပြီလေ맞죠ဟုတ်ပြီနော်အဲ့တော့ 말씀을 드리지 못했습니다 ရမယ်လို့ထင်ပါတယ်ဒီလိုပုံစံမျိုးလေးနဲ့တွားရမယ်အဲ့တော့ယုံတို့တွေရဲ့အဖြေက쌤저 드리지 못했습니다လို့မရေးထားဘူး 못 드렸습니다လို့ရေးထားတယ်မှန်လားမှန်ပါတယ်여러분 괜찮아요? 야래 너? 오케이. 여러분 다 드리지 않습니다. 만약 예차에서 있는 여러분 엄마 비강 비라고 돼서 이메 여러분 다 남말라 똥말라 알아 왜 비면에 들어 너 생활 사실 때 룸호도 얘니 띠자로 뭐 변화이 비면 드리지 못했습니다. 못 드렸습니다. 다음에 야매. 알아고 막 여러분들이야 디로묘 앞에 예타미에 소일래 쌤디래 드리기가 어려웠습니다. 디로ပုံစံမျိုး ရေးထားရင်လည်း မှန်တာပဲเนาะရပါတယ်အဲ့တော့ဆက်ပြီးနောက်တစ်ခုဒီလာသွားကြည့်လိုက်တော့ဒါပေမဲ့တဲ့မင်္ဂလာဆောင်ကိုလာပြီးတော့မှာပေါ့နော် 직접 오셔서 လာပြီးတော့ 결혼을 မင်္ဂလာဆောင်ကိုဆက်မှာပြောလဲ 을의 အနောက်မှာ 동사 လာရမယ် verb လာရမယ်အဲ့တော့မင်္ဂလာဆောင်ကိုဘာလာလောက်တာဖြစ်မှာလဲ여러분ပွဲလာဖြတ်တာဖြစ်မှာလား아니죠မဟုတ်ဘူးလေနော်ဘာလာလောက်တာဖြစ်မှာလဲ 축하를 받고 싶었지만 저မင်္ဂလာဆောင်ကိုလာပြီးတော့မှ ဂုဏ်ပြုပေးရဖြစ်မှာပေါ့နော်ဂုဏ်ပြုတာက 축하하다 ဂုဏ်ပြုပေးတယ်ဆိုတော့ 축하해 주다 ဖြစ်လိမ့်မယ်
축하해 주다 အဲ့တော့ဘာ verb နဲ့ကပ်မှာလဲအဲ့နောက်ကိုသွားကြည့်တော့ 성우까지 주셔서 လက်ဆောင်အထိပေးတဲ့လက်ဆောင်ကိုလည်းပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်မင်္ဂလာဆောင်ကိုလည်းလာပြီးတော့ခုံဖြူပေးတယ်လက်ဆောင်ကိုလည်းပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ရောမလို့ဒီဟာလည်းလုပ်ပေးတယ်ဟိုဟာလည်းလုပ်ပေးတယ်ဆိုတော့ 의리뿐만 아니라 ဆိုတဲ့ grammar ကပ်လို့ရတယ်နော် 축하해 주실 뿐만 아니라 ဒီလိုမျိုးရေးချင်လဲရတယ်အဲ့လိုမှမရေးချင်ဘူးဆက်저가 축하해 주시고 လို့ရေးထားတာမှန်ပါတယ်ရတော့ရုံးနှစ်ခုစလုံးပဲဟာရေးမှန်တယ်เนาะမင်္ဂလာဆောင်ကိုလာပြီးတော့ဂုဏ်ပြုပေးမင်္ဂလာဆောင်เนาะကိုယ်တိုင်လာပြီးတော့မင်္ဂလာဆောင်ကိုဂုဏ်ပြုပေးရုံတင်မကဘူးလက်ဆောင်ထိပေးလို့တကယ်ပျော်ခဲ့ရပါတယ်တော့မဟုတ်ရင်လည်းမင်္ဂလာဆောင်လာပြီးဂုဏ်ပြုပေးပြီးတော့လက်ဆောင်လည်းပေးတဲ့အတွက်ကြောင့်မလို့ပျော်ခဲ့ရပါတယ်ဒီလိုရေးလဲမှန်ပါတယ်အဲ့တော့ရုံတို့အဲ့လိုပုံစံမျိုးလေးဖြည့်ထားမယ်လို့ချင်ပါတယ်အဲ့တော့ရုံတို့တွေကဆဲမဖြည့်နဲ့မတူဘူးရုံတို့တွေရဲ့အဖြည့်သက်ဖြည့်ထားတဲ့ဟာရှိတယ်ဆိုရင်လည်းဆဲမပြောကြည့်လို့ရပါတယ်နော်ရုံနော်အဲ့ဒါဆိုရင်60ကြိမ်မြောက်မေးခွန်းလေးကိုသွားကြည့်မယ်နော်ဟုတ်ပြီ